KTN Fan ပရိသတ်တွေနဲ့ Granny ပြည်သူပြည်သားများအားလုံးမင်္ဂလာပါရှင် KTN Fan မြန်မာဘာသာရေဒီယိုအစီအစဉ်ကနေစတင်အသံလွှင့်ပေးနေပါပြီကျမတို့ရဲ့ရေဒီယိုအစီအစဉ်ကိုတော့ Time Granny နဲ့ဆက်မှာ FM Radio Line 100 MHz Granny ပြည်တွင်းဒီမော့ဆိုနဲ့ Bruce မြို့နယ်မှာ FM Radio Line 108 MHz မိတ်ဆက်မြို့နယ်မှာ 95.8 MHz ကနေဖမ်းယူနိုင်နိုင်ပါတယ်ဒါအပြင် Controlity Time ရဲ့ Facebook စာမျက်နှာမှာလည်းတနင်္လာနေ့ကနေတောက်ကြနေ့အထိနိုင်ဝက်စာထုတ်လွှင့်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ကျွန်မကတော့မွန်ညာမှာပါဒီနေ့ရဲ့အစီအစဉ်လေးကိုတာဝန်ယူတင်ဆက်ပေးသွားပါမယ်။ဒီကနေ့ဒီဇင်ဘာလ10ရက်တနင်္လာနေ့ညပိုင်း KTN Fan မြန်မာဘာသာရေဒီယိုအစီအစဉ်ကနေ Controlity Time တဲ့မိုးလေဝသကြိုတင်ခန့်မှန်းချက်တွေနဲ့တန်လွင်မြစ်အာဆင်းနဲ့အစိတ်တက်မှုကိုအရေးကြီးဆောင်ရွက်တဲ့ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အဲဒီနောက်တနင်္လာနေ့မှာထုတ်လွှင့်ပေးနေတဲ့အမျိုးသမီးအစီအစဉ်နဲ့အတူရှာတော်မြို့နယ်မှာရောင်းချပေးနေတဲ့ကုတ်စည်းသတင်းကိုလည်းကြားကြရဖို့ရှိပါတယ်။ KTN Fan နားဆင်သူများရှင်အခုတော့ Controlity Time ရဲ့သတင်းတွေကိုဦးဆုံးတင်ပြပေးပါမယ်။မနေ့ကဒီဇင်ဘာလ9ရက်နေ့ည8:00နာရီကျော်အချိန်မှာဒီမော့ဆိုအနောက်ချမ်းတနေရာကိုစစ်ကော်မရှင်တပ်ကဂျက်ဖိုင်တာနဲ့3ကြိမ်ဆက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီမော့ဆိုအနောက်ချမ်းကဒေသခံတဦးကတော့ Controlity Time ကိုအခုလိုပဲပြောပါတယ်။ဒီပထမသူတို့ဝဲတာတော့ဒီကျွန်တော်တို့ဒီနားမှာလာမကျဲခင်မှာတော့ကျွန်တော်တို့အကနောကလေးတွေနဲ့စားတဆူစီနည်းနည်းလုံချောင်းကျွန်တော်တို့နေနိုင်တော့ပေါ့နော်။ဒါပေမဲ့သူတို့ဒုတိယကျင်လာတဲ့ချိန်မှာကျွန်တော်တို့ကဥစားပေါ့နော်အချိန်ယူလို့တော့မမီတော့ဒီနေရာယူဖို့ကဘာယူဖို့တော့မမီတော့လာတာနဲ့တန်းလာချသွားပေါ့လေကြောင်တက်ခတ်ပြီးတဲ့နောက်ငွေတောင်အခြေဆိုင်ခလာရတရားနဲ့တက်ကနေလက်နဲ့ကြီးတွေနဲ့ပြစ်ခတ်လာတယ်လို့ဒေသခံတွေကပြောပါတယ်တိုက်ပွဲတစုံတရာဖြစ်ပွားတာမရှိဘဲနဲ့အရက်သားတွေနေထိုင်တဲ့ဘက်ကိုလေကြောင်နဲ့တိုက်ခိုက်လေရှိတဲ့အပေါ်မှာဒီမော့ဆိုအနောက်ချမ်းကဒေသခံတဦးကအခုလိုပဲပြောပါတယ်ကျွန်တော်လူထုအနေနဲ့ကတော့ဘလို့မှအတက်အမခံမှုကတော့ကျွန်တော်ပြည်သူလူထုတွေ့တော့မရှိတော့ဘူးသူတို့လောက်သွားတဲ့ပုံစံမျိုးပေါ့တအားကြီးခံစားရတယ်ကျွန်တော်တို့မှအဲ့လောက်ထိဥစားဖြစ်တာပြုတ်ရတယ်လားကျွန်တော်ပြည်သူလူထုအဲ့လိုစိတ်ခံစားရတယ်တော့တာလည်းနည်းနည်းထွက်မိတာပေါ့နော်အကလုံးလူသားချင်းပဲဘာလို့ဒီစီးမျက်နှာပြင်မှာဥစားမဟုတ်ဘဲနဲ့ဒီလိုစီးရှောင်းလူထုတရားနေတဲ့နေရာမှာပဲဖြစ်လို့အမျိုးလားဒီမှာလောက်သွားတယ်လေဆိုတာကျွန်တော်တို့လည်းဥစားတော်တော်ကြီးကိုခါစားသွားတော့ပေါ့လေကြောင်တိုက်ခိုက်ခံရမှုအနီးနားမှာနေထိုင်တဲ့လူထုတွေရဲ့နေအိမ်နဲ့ကားတချို့ကိုလင်းရင်စထိမှန်ခဲ့ပြီးဒေသခံတွေနဲ့ဆစ်ရှောင်းတွေကတော့စိုးရိမ်ထိတ်လန့်နေကြပါတယ်။ Granny ပြည်တွင်းတနေရာမှာ Granny Gender Study Seminar Granny Gender ရေးရလေ့လာမှုစာတမ်းဖတ်ပွဲအခမ်းအနားတရက်ကိုဒီဇင်ဘာလ6ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ပွဲစီစဉ်သူဆရာမခင်စနာညုကတော့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီးအခုလိုပဲပြောပြထားပါတယ်။ဒီ Granny မှာဒီ gender ရေးရကိစ္စရက်တွေနဲ့ပတ်သက်လို့ပေါ့နော်ပြောဆိုဆွေးနွေးမှုတွေပြီးတော့သူတေသနာအခြေပြုပြီးတော့မှရှာဖွေဖော်ထုတ်ထားမှုတွေပေါ့နော်ဒီအကြောင်းအရာတွေကိုလူထုကြားထဲမှာအစုအဖွဲ့တွေကြားထဲမှာဥဆောင်နေကြတဲ့သူတွေကြားထဲမှာပေါ့နော်ကြည်ပြန့်ဆွေးနွေးလာတဲ့အလေးအထဖွင့်ဟထုတ်ဖော်တဲ့အလေးအထအချင်းချင်းထိန်းချောင်းကြတဲ့အလေးအထပေါ့နော်ဒီ gender ကိစ္စရနဲ့ပတ်သက်လို့ပေါ့နော်ဒီဟာကိုအားပေးဖို့အတွက်ဖြစ်လာစေဖို့အတွက်ပေါ့နော်ဒီစာရန်ဖတ်ပွဲကိုပထမဆုံးကျင်းပတာဖြစ်တယ်ပေါ့လေအဲ့ဒီအခမ်းအနားကိုတော့အပိုင်း2ပိုင်းနဲ့ပြုလုပ်ခဲ့တာဖြစ်ပြီးပထမပိုင်းမှာ Granny ပြည်မှာရှိတဲ့ gender အရေးအရာကိစ္စရပ်တွေအကျိုးသက်ရောက်မှုတွေနဲ့ view ဟာတွေဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးခဲ့ကြပါတယ်ပထမပိုင်းဆွေးနွေးပွဲမှာတော့ကရန်အမျိုးသမီးအစည်းအရုံး KYWO ရဲ့တွဲဖက်အတွင်းရေးမှူးသက်မူထရေစာ Granny အမျိုးသားများကာကွယ်ရေးတပ် Gender တန်းတူညီမျှရေးဌာနရဲ့ဌာနမှူးမူအန်နာ Spectral Alliance of Gender Equity SAGE တီထောင်သူတီချာမီနဲ့ Granny လူငယ်များသမဂ္ဂရဲ့အထွေထွေအတွင်းရေးမှူးခူးစုရဲတို့ကပါဝင်ဆွေးနွေးခဲ့ကြပါတယ်ဒုတိယပိုင်းအစီအစဉ်မှာတော့သူတေသနဆိုတဲ့ခေါင်းစဉ်နဲ့အာနာသိမ့်ပြီးတဲ့နောက်ပိုင်းဆက်ဆောင်အမျိုးသမီးတွေရဲ့လူမှုဘဝလုံခြုံမှုစိန်ခေါ်မှုတွေတော်လှန်ရေးတပ်ဖွဲ့ဝင်စနီးတွေရဲ့ဝန်ထုတ်ဝပိုးစာရာတွေအပြင်တခြားသောသူတေသနပြုလုပ်ထားတဲ့အချက်တွေကိုဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။အဲဒီစာတမ်းဖတ်ပွဲကို Granny အမျိုးသမီးအစည်းအရုံး KNWO
Granny Praru နဲ့ Granny College of Social Science and Humanity တို့ကဦးဆောင်ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ပရူဆိုမြို့နယ်အတွင်းကဆက်ဆောင်စခန်းတစ်ခုမှာအရှင်မတူရဲ့မိဖို့ကြောင့်အသုံးစရိတ်တက်တာချောင်းချိစေဖို့အတွက်ရည်ရွယ်ပြီးနေ့စဉ်ဆောင်းသီးနှံစိုက်ပျိုးကြပြီးမဲ့ဒီနေ့မှာတော့စိုက်ပျိုးသူနေလာတယ်လို့ဆက်ဆောင်တွေကပြောပါတယ်။စစ်ကော်မရှင်တက်ဆွဲထားတဲ့နေရာနဲ့နီးကပ်နေတယ်လို့တွန်းလာရေးခက်ခဲတာအပြင်ကတ်တန့်ချက်တွေဒရုန်းလက်နဲ့ကြီးရန်တွေကိုစိုးရိမ်ပူပန်နေရပြီးဆောင်းသီးနှံကိုမစိုက်ပျိုးနိုင်ကြတော့ဘူးလို့ဆက်ဆောင်တွေကပြောပါတယ်။ပရူဆိုမြို့နယ်အတွင်းကဆက်ဆောင်စခန်းတစ်ခုမှာနေထိုင်ကြတဲ့သူတွေကပြီးခဲ့တဲ့2022ခုနှစ်ကစပြီးဆက်ဆောင်နေရင်စောင်းနေရအတွက်အထောက်အကူပြုစေနိုင်ဖို့နေ့စဉ်နိုဝင်ဘာလနောက်ဆုံးအပတ်နဲ့ဒီဇင်ဘာလပထမပတ်အတွင်းမှာစောင်းသီးနယ်ကိုစိုက်ပျိုးလာကြတယ်လို့ဆိုပါတယ်။စောင်းသီးနယ်စိုက်ပျိုးနိုင်ဖို့ကတော့လူမှုအသင်းအဖွဲ့တွေကနေပြီးနေ့စဉ်အသေးစားမျိုးစစ်လူဒန်းပေးတာရှိသလိုတနိုင်တစ်ပိုင်းစိုက်ပျိုးထားတဲ့မျိုးစစ်တွေကိုပြည့်လက်အသုံးပြုပြီးစိုက်ပျိုးကြတာလည်းရှိပါတယ်။ဒါအပြင်လူမှုအသင်းဖွဲ့အလူရှင်တွေစီကဆောင်းသီးနှံစိုက်ပျိုးနိုင်ဖို့အတွက်ငွေကြေးအကူအညီရရှိဖို့တလို့ကိုထူကိုထစနစ်နဲ့စိုက်ပျိုးကြတဲ့သူလည်းရှိပါတယ်။စစ်ပေးရှောင်းတွေကနေရမပြန်နိုင်တာ၄နှစ်ကျော်ရှိလာပြီဖြစ်ပြီးစစ်ရှောင်းကာလကြာလာတာနဲ့အမျှဇောင်းနေရီပုံမှုအခက်ကြုံလာရတဲ့အတွက်ဝင်ငွေနှဲပါတဲ့ပြဿနာနဲ့မိဖို့ကြောင့်အသုံးစရိတ်တက်တာစီဖို့အတွက်ပါရည်ရွယ်ပြီးဆောင်းသီးနှံကိုစိုက်ပျိုးကြတာပါ။တစ်ဖက်မှာလည်းအခြေခံစားတောက်ကုန်စီနှုံကြီးမြင့်မှုတန်းကိုအထောက်အကူပြုနိုင်ဖို့ဆောင်းသီးနှံကိုအားထားနိုင်ဖို့ရည်ရွယ်ပြီးစိုက်ပျိုးကြတာပါ။ဆောင်းသီးနှံအဖြစ်ကြက်သွန်ဖြူကြက်သွန်နီဆက်လက်နန်းနန်းပင်မုံလာဥနီမုံညင်ပဲအမျိုးမျိုးတို့ကိုအဓိကထားစိုက်ပျိုးကြပြီးတခြားသောသီးနှံတွေကိုလည်းစိုက်ပျိုးကြပါတယ်။ပရူဆိုမီနယ်အတွင်းမှာရှိတဲ့အဲ့ဒီဆက်ရှောင်းစခန်းတစ်ခုမှာတော့အခြေ300ကျော်ရှိပြီးလူဦးရေအနေနဲ့က1500ကျော်ရှိပါတယ်။ဂရနီပီကမြို့နယ်လေးခုမှာရှိတဲ့ဂျေးရွာအုပ်စု90တခုမှာရွေးကောက်ပွဲအပိုင်းတစ်နဲ့အပိုင်းလေးကိုကျင်းပနိုင်မှာမဟုတ်ဘူးလို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကဒီဇင်ဘာလ9ရက်နေ့မှာထုတ်ပြန်ပါတယ်။လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပနိုင်တဲ့အခြေအနေမရှိတာကြောင့်ရိုင်ကွန်မြို့နယ်မှာရှိတဲ့ပါလောင်းဂျေးရွာအုပ်စုနဲ့တီးလုံဂျေးရွာအုပ်စုကလွယ်လို့ကျန်တဲ့ဂျေးရွာတွေမှာရွေးကောက်ပွဲပြုလုပ်သွားမှာပါ။အလားတူဒီမော့ဆိုမြို့နယ်မှာတော့ငွေတောင်ဂျေးရွာအုပ်စုကလွယ်လို့ကျန်တဲ့အုပ်စု26ခုမှာရွေးကောက်ပွဲမလုပ်နိုင်ဘူးလို့ပြောပါတယ်။ပရူဆိုမြို့နယ်မှာတော့ဂျေးရွာအုပ်စု73ခုဘောလခဲမြို့နယ်မှာတော့မြို့တွင်မှာရှိတဲ့စစ်ကော်မရှင်ဗျူဟာတက်ရှိတဲ့နေရာကလွယ်လို့ကျန်တဲ့ဂျေးရွာအုပ်စု10ခုမှာရွေးကောက်ပွဲလုပ်နိုင်မှာမဟုတ်ဘူးလို့ UEC ကနေထုတ်ပြန်ထားပါတယ်။အဲ့ဒီရွေးကောက်ပွဲမကျင်းပနိုင်တဲ့ဂျေးရွာအုပ်စုတွေကစစ်ကော်မရှင်တပ်နဲ့တော်လှန်ရေးတပ်တွေအကြားနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့ဒေသတွေဖြစ်နေတာကိုတွေ့ရပါတယ်။စစ်ကော်မရှင်ကကောက်ယူထားတဲ့2024သကောင်စီရင်အရဂရနီပြည်မှာလူဦးရေ3သိန်းဝန်းကျင်ရှိတဲ့ထဲသကောင်စီရင်ကောက်ယူနိုင်မှုအရေးအတွက်က3000ကျော်ရှိပြီးလူဦးရေရဲ့7.9%ရာခိုင်နှုန်းကိုသာစီရင်ကောက်ယူနိုင်ခဲ့တယ်လို့လည်းပြောထားပါတယ်။ကန်ထရိုဝတီထိုင်မြေနောက်ဆောင်ရတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ပြီးပြီမို့အခုတော့မိုးလေဝသကြိုတင်ခန့်မှန်းချက်တွေကိုနားဆင်ရမှာဖြစ်ပါတယ်။မလေးများကနေပြီးတင်ဆက်ပေးထားပါတယ်ရှင်။ KTF ပရိသတ်တွေအတွက်မိုးလေဝသအစီအစဉ်ကနေပြီးဒီကနေ့မနေ့၈နိုင်ချိန်ထုတ်ပြန်ထားတဲ့မိုးလေဝသအခြေအနေကိုပြောပြပေးပါမယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်မှာတိတ်အနှဲငယ်ဖြစ်ထွန်းနေပြီးဘင်္ဂလားပင်လယ်အော်မှာတိတ်အထင်တစ်ကနေတိတ်ထူထပ်နေပါတယ်။ဒီကနေ့ညအထိခန့်မှန်းချက်ကတော့နေပြီးတော့ဂရီနီပြည်နဲ့ရှမ်းပြည်နယ်မှာအများအားဖြင့်တာယာနိုင်ပြီးကျန်တဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတော့တိတ်အထင်တစ်ဖြစ်ထွန်းနိုင်ပါတယ်။မြမပင်လယ်ပြင်အခြေအနေမှာလိုင်းအနှဲငယ်ကနေလိုင်းအထင်တစ်ရှိနိုင်ပါတယ်။လိုင်းအမြင့်မှာမြန်မာနိုင်ငံကမ်းရိုးသားတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာ4ပေကနေ6ပေခန့်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်မိုးလေဝသခန့်မှန်းချက်ကတော့ဂရီနီပြည်နယ်နဲ့ရှမ်းပြည်တောင်ပိုင်းအရှေ့ပိုင်းတွေမှာညအပူချိန်တွေအနည်းငယ်လျှော့ကျလာနိုင်ပါတယ်။ဒီကနေ့ညနေအထိနေပြည်တော်နဲ့အနီးတစ်ဝိုင်းမှာအများအပြားတာယာနိုင်ပါတယ်။ရန်ကုန်မြို့နဲ့မန္တလေးမြို့အနီးတစ်ဝိုင်းမှာတော့တိတ်နှဲငယ်ဖြစ်ထွန်းနိုင်ပါတယ်။ပောက်ကွဲစေဖို့ရည်ရွယ်ပြီးပြစ်ခတ်လိုက်ပေမဲ့မပောက်ကွဲသေးပဲကျန်နေတဲ့စစ်ကြံလက်နက်ပစ္စည်းတွေကမြေမြုပ်မိုင်းတွေထက်ပောက်ကွဲအားပြင်းထန်ပြီးအချိန်မရွေးပောက်ကွဲဖို့အဆင်သင့်ဖြစ်နေတတ်ပါတယ်။စစ်ကြံလက်နက်ပစ္စည်းတွေဟာတိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေလေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေမှာရှိနေနိုင်ပါတယ်။စစ်ဘေးရှောင်လို့စွန့်ခွာထားခဲ့တဲ့ကြေးရွာတွေလက်နက်သိမ်းဆည်းတိုးလောင်တဲ့နေရာတွေလက်နက်ကြီးစမ်းသပ်ပစ်ခတ်တဲ့နေရာတွေလက်နက်ကိုင်အဖွဲ့အစည်းတွေတွာလာလှုပ်ရှားတဲ့နေရာတွေနဲ့စခန်းချအခြေစိုက်တဲ့နေရာတွေမှာလည်း
စစ်ကြံလက်နက်ပစ္စည်းအန္တရာယ်တွေရှိနိုင်ပါတယ်မပေါက်ကွဲပဲကြံနေတဲ့ဘုံသီးကြီးတွေလက်ပစ်ဘုံတွေမော်တာကြီးတွေဒုံးကြီးတွေကြီးစံတွေဟာတိုးထိမယုံနဲ့ပောက်ကွဲနိုင်ပါတယ်အဲ့ဒီလက်နက်ပစ္စည်းတွေကကာကီရောင်အစိမ်းရောင်အညိုရောင်မီးခိုးရောင်တွေအပြင်တန်ကြီးတက်ပြီးဆေးရောင်ပြက်ပြဲနေတဲ့အနေအထားမျိုးနဲ့လည်းတွေ့နိုင်ပါတယ်မြေပေါ်မြေအောက်မှာနှစ်ပေါင်းများစွာကြာရှိလဲပောက်ကွဲနိုင်သေးလို့စစ်ကြံလက်နက်ပစ္စည်းတွေကိုတွေ့ရင်မီးရှို့တာပစ္စည်းတစ်ခုခုနဲ့လှမ်းပေါက်တာခြေထောက်နဲ့ကန်တာထိတာကင်တာနေရာပြောင်းရွှေ့တာစားနဲ့တိတ်တာရေနဲ့လောင်းတာစတာတွေကိုလုံးဝမလုပ်ရပါဘူးတရန်ဖမ်ကနေအခုတော့အမျိုးသမီးအစီအစဉ်ကိုတင်ဆက်ပေးပါတော့မယ်။ဒီနေ့ရဲ့အမျိုးသမီးအစီအစဉ်မှာတော့တပတ်အတွင်းအမျိုးသမီးဖြစ်ရတွေနဲ့အတူထန်းဆန့်ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေရတဲ့ရင်းတလဲအမျိုးသမီးတို့ဆန်းဆန်းတွေဆိုတဲ့အကြောင်းနားဆင်ကြရပါမယ်ရှင်။တရန်ဖမ်နားဆင်သူများရှင်အခုတော့နိုဝင်ဘာလ29ရက်နေ့ကနေဒီဇင်ဘာလ9ရက်နေ့အထိတပတ်သားအတွင်းနိုင်ငံတော်ဝန်ဖြစ်ပျက်ခဲ့တဲ့အမျိုးသမီးဖြစ်ရပ်တွေကိုဦးဆုံးတင်ပြပေးပါမယ်။စကိုင်းတိုင်းမင်းကင်းမြို့နယ်ပြည်သူ့ဆေးရုံကနေ CDM ပြုလုပ်ထားပြီးစစ်ဆောင်တွေနဲ့ဒေသခံတွေကိုဆေးကုသပေးနေတဲ့ဆေးရုံအုပ်ဒေါက်တာဒေါခင်တူတူလွင်ကိုပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖကတင်သုံးရွာကဆေးခံမှာဝင်ရောက်ပြီးလက်ထိတ်ခတ်အသိအကျက်ဖမ်းဆီးသွားတယ်လို့နှိစတဲ့သူတွေစီကနေသိရပါတယ်။ဒေါက်တာခင်တူလွေကိုစစ်ဆေးမေးမြန်းစရာရှိလို့ဆိုကအသိအဓမ္မဖမ်းခေါ်သွားတာဖြစ်ပြီးဘယ်နေရာကိုခေါ်ဆောင်သွားမှန်းမသိသလိုမင်းကင်းမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကိုဖုန်းနဲ့ဆက်တွဲမေးမြန်းကြည့်ပေမဲ့ဖုန်းလိုင်းမရတာကြောင့်ဆက်တွဲမေးမြန်းခွင့်မရခဲ့ဘူးလို့ဒေသခံတွေကပြောပါတယ်။ CDM ဆေးရုံအုပ်ဒေါက်တာခင်တူလွင်ဟာမင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပါအဖခေါင်းဆောင်အဖြစ်တာဝန်ထမ်းခဲ့ပြီးတဲ့နောက်မှာနှုတ်ထွက်ကကျမရေးလုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်နေတာဖြစ်ပြီးမင်းကင်းဒေသမှာနေလဲပြီးကိုဝန်ဆောင်တွေနဲ့ကလေးတွေကိုကာကွယ်ဆေးထိုးပေးတာစာသင်ကျောင်းတွေက grade 12အောင်ပြီးသားကျောင်းသားတွေကိုပညာဆက်သင်ဖို့ကူညီပေးတာတွေရှိပြီးဆေးတည်တဲ့တက်ရောက်လို့တဲ့ကလေးတွေကိုလည်းစာသင်ကြားပေးနေတဲ့သူဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကတော့ CDM ဆေးရုံအုပ်ဒေါက်တာခင်တူတူလွင်ကိုလက်နက်နဲ့ငွေကြေးပြန်မဲ့အဲ့လိုအမှုဖွင့်ထားတဲ့အတွက်ဖမ်းဆီးတာဖြစ်ပြီးအမျိုးသမီးရဲမေမထက်ပေးနိုင်တာရုံရင်းဆန်ခတ်ဖြစ်လို့ပြည်သူတွေစိတ်မချမ်းမြေ့ရတဲ့အပေါ်မှာတောင်းပန်ကြောင်းထုတ်ပြန်ထားပါတယ်။မင်းကင်းမြို့နယ်မှာ CDM ကျောင်းဆရာမ CDM မိသက်ဝန်ထမ်းကျမရေး CDM နဲ့အခုဘန်နာကဒုဦးစီ CDM တို့ကိုလည်းပြီးခဲ့တဲ့နှစ်တွေကပလဖကဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။အမျိုးသမီးတွေအပေါ်မှာအကြမ်းဖက်မှုပပျောက်ရေး16ရက်သားလှုပ်ရှားမှုကိုဂရင်းနီပြည်တွင်းနဲ့ထိုင်းဂရင်းနီနယ်ဆက်တွေမှာဂရင်းနီအမျိုးသမီးအစည်းအရုံး KNWO ကနိုဝင်ဘာလ25ရက်နေ့ကစပြီးပြုလုပ်လျက်ရှိနေပြီးဒီဇင်ဘာလ10ရက်နေ့အထိဒီမော့ဆိုရှာဒိုဖရူဆိုမဲဆက်နဲ့ထိုင်းဂရင်းနီနယ်ဆက်ကဒုက္ခသည်စခန်းတွေမှာအမျိုးသမီးတွေအပေါ်မှာအကြမ်းဖက်မှုချင်းချောက်မှုနဲ့နီးအမျိုးမျိုးနဲ့အကြမ်းဖက်တာတွေကိုတားဆီးအဆုံးသတ်ဖို့အသိပညာမျှဝေနေတာဖြစ်ပါတယ်။ဒါအပြင်အမျိုးသမီးတွေအပေါ်မှာအကြမ်းဖက်မှုပပျောက်ရေး16ရက်သားလှုပ်ရှားမှုအဖြစ်မြန်မာရွှေ့ပြောင်းအမျိုးသမီးပေါ်လုံးပြိုင်ပွဲကိုထိုင်းနိုင်ငံမဲဆောက်မြို့မှာမဲဆောက်အိမ်အဖွဲ့ကဦးစီးပြီးနိုဝင်ဘာလ30ရက်နေ့မှာကျင်းပခဲ့ကြပါတယ်။နေ့စဉ်နိုဝင်ဘာလ25ရက်နေ့ကနေဒီဇင်ဘာလ10ရက်နေ့အထိ16ရက်သားလှုပ်ရှားမှုကာလလို့သတ်မှတ်ပြီးအမျိုးသမီးတွေအပေါ်မှာအကြမ်းဖက်မှုပပျောက်ရေးအတွက်အသိပညာပေးလှုပ်ဆော်တာနဲ့လှုပ်ရှားမှုအမျိုးမျိုးကိုပြုလုပ်ကြတာဖြစ်ပါတယ်။အရခတ်တပ်တော်အေးထိန်းချုပ်ထားတဲ့ရခိုင်ပြည်ကြောက်တော်မြို့နယ်ကြောက်ဖိုးရွာကိုစစ်ကော်မရှင်ရဲ့လေတပ်ကဘုံကျဲခဲ့တဲ့ဖြစ်စဉ်အတွင်းမှာတော့တေဆုံးသူ9ဦးရှိခဲ့ပါတယ်။အဲ့ဒီတေဆုံးသူ9ဦးထဲမှာတော့အသက်9နှစ်အရွယ်မိန်းကလေးငယ်2ဦးပါဝင်ပါတယ်။ဒဏ်ရာရတဲ့သူကတော့10ဦးရှိပြီးအဲ့ဒီထဲမှာတော့အသက်4နှစ်ကနေ12နှစ်အတွင်းကလေး6ယောက်လည်းပါဝင်တယ်လို့သိရပါတယ်။ကျောင်းဖိုးရွာကိုနိုဝင်ဘာလ28ရက်နေ့မနေ့ပိုင်းမှာစစ်ကော်မရှင်ကဂျက်ဖိုင်တာနဲ့ပေါင်900ဘုံနှလုံးလာရောက်ကျဲချခဲ့တာကြောင့်ရွာထဲမှာကြားရောက်ပောက်ကွဲခဲ့ကအခုလိုမျိုးတိဆုံးဒဏ်ရာရမှုတွေများပြားခဲ့တာဖြစ်ပါတယ်။တိဆုံးသွားတဲ့သူတွေထဲမှာတော့အသက်9နှစ်အရွယ်ကလေးအပါအဝင်အမျိုးသမီး9ဦးအမျိုးသမီး2ဦးပါဝင်တယ်လို့ဒဏ်ရာရသူတွေထဲမှာတော့အသက်4နှစ်အရွယ်ကလေး2ဦးအသက်9နှစ်အရွယ်ကလေး2ဦးအသက်10နှစ်အရွယ်ကလေး2ဦးနဲ့အ
အသက်12နှစ်အရွယ်တဦးတို့ဖြစ်ကြပြီးဒဏ်ရာရသူတွေထဲကတချို့ကဒဏ်ရာပြင်းထန်တာကြောင့်အရေးပေါ်ဆေးကုသမှုခံယူနေရတာပဲဖြစ်ပါတယ်။အာနာသိန်းစစ်တပ်ကဖမ်းဆီးထားတဲ့သတင်းစာဆရာဦးစီသူအောင်မြင့် BBC Media Action ရဲ့ခန်းစားကြည့်အစီအစဉ်ကမထထက်ခိုင်တဲ့အဆိုတော်တန်တာဝီတို့လူငယ်ချမ်းသာခွင့်တွေနဲ့ပြည်လဲလွတ်မြောက်လာခဲ့ပါတယ်။ဝိုင်းရင်သတင်းစာဆရာဦးစီသူအောင်မြင့်ကိုစစ်ကောင်စီကပုံမှန်905ကနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုပုံမှန်124ကတို့နဲ့တရားစွဲဆိုထောင်ချထားတာဖြစ်ပြီး BBC Media Action ရဲ့အစီအစဉ်တင်ဆက်သူဖြစ်တဲ့အလွတ်တန်းသတင်းထောက်မထထက်ခိုင်ကိုတော့ပုံမှန်905ကပုံမှန်19မြင်းဆောင်တဲ့နဲ့စုစုပေါင်းထောက်တန်း6နှစ်ချမှတ်ထားတာဖြစ်ကတရားဝတီအကျဉ်းထောင်ကနေလွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ဒါအပြင်2023နှစ်ကုန်ပိုင်းကအကိုဖြစ်သူနဲ့အတူဖမ်းဆီးခံခဲ့ရပြီးပုံမှန်905ကပုံမှန်90ညတို့နဲ့တရားစွဲဆိုထောက်ချခံရတဲ့အဆိုတော်တန်တာဝင်းဟာလည်းနိုဝင်ဘာလ30ရက်နေ့မှာပြည်လဲလွတ်မြောက်လာခဲ့ပါတယ်။နိုဝင်ဘာလ26ရက်နေ့နဲ့29ရက်နေ့မှာတော့နိုင်ငံရေးအကျဉ်းသား350လွတ်မြောက်လာခဲ့ပြီးဒီဇင်ဘာလ3ရက်နေ့မှာတော့နိုင်ငံရေးအကျဉ်းသား268ယောက်လွတ်မြောက်လာတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ကနဦးထုတ်ပြန်ချက်တွေအရသိရပါတယ်။စစ်ကောင်စီရဲ့ကြေညာချက်အရတရားစွဲဆိုခံထားရဆဲဖြစ်သူ9580ဦးကိုအမှုပိတ်သိမ်းပေးလိုက်ပြီးထောင်ဒဏ်ကျခံရတဲ့2300ကျော်ကိုတော့ပုံမှန်905ကအတွက်ချမှတ်ထားတဲ့ပြည်ဒဏ်တွေကိုခံဝန်နဲ့ရှော့ပေါ့ပေးလိုက်တာဖြစ်တယ်လို့905ကအမှုတစ်ခုထင်းနဲ့ထောင်ဒဏ်ချနေတဲ့သူ900ကျော်ကိုတော့ခံဝန်နဲ့လွတ်ငင်းချမ်းသာခွင့်ပေးလိုက်တာဖြစ်တယ်လို့သိရပါတယ်။မန္တလေးတိုင်းကမြင်းချံထောင်မှာဖမ်းဆီးအကျဉ်းချခံခဲ့ရတဲ့ဗအန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားသမဂ္ဂတွဲဖက်အတွင်းရေးမှူးမပူပီတိခိုင်ဟာဒီဇင်ဘာလ2ရက်နေ့မှာပြည်လဲလွတ်မြောက်လာခဲ့ပြီးမန္တလေးမြို့အောင်ပင်လယ်နယ်မြေရဲစခန်းကခံဝန်ထိုးဖို့ခေါ်တာကြောင့်နောက်တရက်မှာရဲစခန်းသွားရကနေအကြမ်းဖက်မှုနဲ့ပြည်လဲဖမ်းဆီးခံခဲ့ရပါတယ်။မပူပီတိခိုင်ဟာမှုပြည်နယ်ဘီလင်းစာတိဗအန်ကွန်ပျူတာတက္ကသိုလ်တတိယနှစ်ကျောင်းသူဖြစ်ပြီး2023ခုနှစ်မှာမန္တလေးမှာအဖမ်းခံခဲ့ရတာဖြစ်ပါတယ်။အဲဒီနောက်ရဲစသက်ကြီးပုံမှန်905ကနဲ့2နှစ်မတရားအသံဆက်တွယ်မှုပုံမှန်19တက်နဲ့3နှစ်စုစုပေါင်း9နှစ်အိုးဘူအကျဉ်းထောင်မှာထောက်ထမ်းချမှတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။အိုးဘူထောင်ကနေသဖြင့်မြေချံထောင်ကိုထောင်ပြောင်းပြီးတဲ့နောက်ဒီဇင်ဘာလ2ရက်နေ့မှာပြည်လဲလွတ်မြောက်လာခဲ့ပြီးမြဲနောက်ရက်မှာတော့အကျဉ်းဖက်ဥပဒေပုံမှန်50နှစ်ကနဲ့ပြည်လဲတရားစွဲဆိုခံရတာပဲဖြစ်ပါတယ်။ခုနားဆင်ခဲ့ကြတဲ့သတင်းတွေဟာ Honest Information HI အမျိုးသမီးသတင်းဌာနကစုစည်းဖော်ပြထားတဲ့တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်တွေကိုပြည်လဲကောက်နှုတ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ KTFM ရဲ့အမျိုးသမီးအစီအစဉ်ကနေနောက်ထပ်အနေနဲ့စောင်းပါးကိုအလဲပေးတင်ဆက်ပေးချင်ပါတယ်။ကန်ဒရိုဝတီတိုင်းအကြီးတန်းသတင်းထောက်ထွေးတွေကနေစုစည်းပေးပို့ထားတဲ့ထက်ဆင့်ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေရတဲ့ရင်းတလဲအမျိုးသမီးဒေါ်ဆန်းဆန်းတွေဆိုတဲ့အကြောင်းကိုနားဆင်ကြရမှာဖြစ်ပါတယ်။အကြောင်းအရာအပြည့်စုံကိုကျွန်မကနေပြီးဖတ်ပြတင်ဆက်ပေးပါမယ်ရှင်။နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်နေအိမ်တွေကိုဆွတ်ခွာပြီးတောထဲတောင်ထဲမှာပုန်းရှောင်ရင်းမှာပဲအသက်40အရွယ်ရှိတဲ့ဒေါ်ဆန်းဆန်းတွေတယောက်သူမဝန်နေလွယ်ပြီးမွေးခဲ့ရတဲ့17လသားအရွယ်သမီးငယ်လေးရဲ့အသက်ကိုဆုံးရှုံးလိုက်ရပါတယ်။အခုအချိန်မှာတော့သူမရဲ့သမီးငယ်လေးဆုံးသွားတာက9လဝန်းကျင်ကြာနေပြီဆိုပေမဲ့ဒီနေ့အချိန်ထိတော့သမီးကိုလွမ်းဆုပ်တတိယစိတ်တွေအမြဲရှိနေပါတယ်။ဒေါ်ဆန်းဆန်းတွေတို့စတင်ထွက်ပြေးခဲ့စဉ်ကအကြောင်းကိုအခုလိုပဲပြောပြလာပါတယ်။ကျွန်မတို့ရွာနေစထွက်ပြေးတော့တောထဲမှာကျွန်မကလေးဆိုနလာကျော်ရှိတယ်ဒေါ်ဆန်းဆန်းတွေကတော့ဂရနီပြည်တန်လွေရှစ်ဖက်ကန်းဆက်ရှောင်းစခန်းတနေရာမှာဆက်ရှောင်းနေပါတယ်။သူမရဲ့နေအိမ်ကိုဆွတ်ခွာပြီးဆက်ရှောင်းနေတာကနှစ်ကျော်ရှိသွားပါပြီ။ဒီနှစ်ကျော်ကာလအတွင်းမှာတော့သူ့အတွက်ဘဝမှာတစ်ခါမှမကြုံဖူးသေးတဲ့အကြီးမားဆုံးသောစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတာပါ။ပြီးခဲ့တဲ့2024ခုနှစ်တုန်းကတောတောင်ထဲမှာပြေးလွှားရင်းနဲ့အလွန်နုနယ်သေးတဲ့သမီးငယ်လေးကစစ်ကော်မရှင်တပ်တွေပေးတဲ့ဒုက္ခပေးလေကြီးကိုခန္ဓာရည်သူ့မှာမရှိသေးပါဘူး
ဒေါ်ဆန်းဆန်းတွေတယောက်တောထဲကိုစတင်ရောက်ရှိလာတဲ့အချိန်မှာသမီးငယ်လေးကနလသားပဲရှိပါသေးတယ်။လုံလောက်တဲ့အာဟာရဓာတ်နဲ့ကျမကြီးကုသမှုတွေမရခဲ့တာကြောင့်17လသားအရွယ်မှာပဲမွေးမိခင်ကိုကြောခိုင်းသွားခဲ့ပါတယ်။ဒီအတွက်မိခင်ဖြစ်တဲ့ဒေါ်ဆန်းဆန်းတွေကဒီနေ့အချိန်ထိယူကျုံမရဖြစ်နေသေးတာပါ။လက်ရှိမှာတော့သူမကနောက်ထပ်ရေသွေးငယ်လေးတယောက်ကိုမွေးဖွားနိုင်ဖို့အတွက်ကိုယ်ဝန်ရစ်မာနဲ့ဖြစ်နေပါပြီ။စစ်ဘေးကြောင့်ရေသွေးငယ်လေးကိုဆုံးရှုံးခဲ့ရပူတာကြောင့်နောက်ထပ်မွေးလာမယ့်ရင်သွေးလေးအတွက်ပူပန်နေရပါတယ်။ကိုနေရမဟုတ်တဲ့ဒေသတစ်ခုမှာဆွရှောင်အဖြစ်နေထိုင်နေရတဲ့ကိုဝန်ဆောင်မိခင်တွေကအာဟာရပြည့်ဝအောင်မစားသုံးနိုင်တာလုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမရကြတာကြောင့်မွေးလာမယ့်ရင်သွေးငယ်လေးအတွက်စိုးရိမ်နေကြပါတယ်။ဒေါ်ဆန်းဆန်းတွေကတော့ဂရနီပြည်ဘောလခေမြို့နယ်ဝမ်အောင်ကျေးရွာမှာနေထိုင်ခဲ့တဲ့ရင်းတလဲလူမျိုးတူဖြစ်ပါတယ်။စစ်အာဏာသိမ်းခဲ့တာကြောင့်ကိုယ့်ရဲ့ရွာမှာဆက်လက်နေထိုင်လို့မရတော့သလိုစစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်သူမရဲ့မိသားစုအိမ်လေးဟာလည်းမိလောက်ပျက်စီးခဲ့ရပါတယ်။ငါကရင်းတဲ့လူမျိုးဆိုတာလူနည်းစုပဲလေဆိုတော့ဒီအာဏာသိမ်းလိုက်တော့ဒီရင်းတဲ့မျိုးစတဲ့ဘာလို့လူငယ်တွေတော်ကြဆုံးတာများအခုဆိုလူငယ်ဆိုမရှိတလောက်တော့ရှိတော့ဘူးလေဒီအာဏာရှင်စနစ်အတိုင်းကိုဆိုတယ်စစ်ကောင်စီသားအာဏာမသိမ်းခဲ့ရင်သူမရဲ့မိသားစုနေအိမ်လေးဟာလည်းပျက်စီးသွားမှာမဟုတ်သလိုသူမရဲ့ရင်တွင်းလေးကိုလည်းဆုံးရှုံးရမှာမဟုတ်ပါဘူးစစ်အာဏာရှင်ကြောင့်ပြေးလွှားရင်းနဲ့စေကူတာမှုလုံလောက်မရခဲ့တာကြောင့်သွေးသားကိုဆုံးရှုံးခဲ့ရလို့သူ့ရဲ့နာကျင်မှုကိုအခုလိုပဲရင်ဖွင့်လာပါတယ်ဒီနိုင်ငံရေးကောက်ခဲ့မယ်ဆိုခလေးရလေအဲ့လိုဖြစ်မှာမဟုတ်လေနော်အဲ့လိုဆိုဟိုကျမကြီးကုတမှုကလည်းနီနာရှိတော့ဟိုရှိပြီဆိုအများဆုံးအမေတော်ရောက်လို့ရရလေအခုကျကျမတို့ကလေးရဖြည့်ပြီဒါပေမဲ့ကျမတို့မှာဆိုင်ကယ်မရှိတော့ဖို့လာဖို့လည်းတားနေခဲ့ကျမကလေးရချိန်ကုတာမေဟောင်းကုတာနာခဲ့ဦးလေအာဟာရပြည့်ဝစွာမရတာလုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမရလို့သေဆုံးသွားခဲ့တဲ့17လအရွယ်သမီးငယ်လေးအကြောင်းပြန်ပြောင်းပြောပြနေတဲ့အချိန်ဒေါ်ဆန်းဆန်းတွေရဲ့မျက်ဝန်းထဲမှာတော့မျက်ရည်တွေဝဲနေတာကိုတွေ့ရပါတယ်။လက်ရှိမှာတော့ဒေါ်ဆန်းဆန်းတွေတယောက်ကိုဝန်အရေးအမာကြီးနဲ့တန်လွေအရှိဖက်ကံကဆစ်ရှောင်းစခန်းတနေရာမှာဆက်လက်နေထိုင်နေပြီးလောကဒန်ရဲ့စိန်ခေါ်မှုတွေကိုဆက်လက်ရင်ဆိုင်နေပါတယ်။ဘာကူမပါအဝစားတော့နည်းနည်းပါလာပေါ့ဒီလိုအချင်းဒီချင်းလေးထိရောက်မယ်လဲမထင်ဘူးလေအကြမ်းမယူလာရအောင်စောင်းလေးပကံလေးတော့မယူလာရအောင်တော့ထဲမှာဆိုတော့ဖေးရတွေပဲဒီနေ့မအရင်တော့ဆိုအဲ့လိုမျိုးပဲစားတော့အဲ့မျိုးပဲစားမယ်ဆိုပြီးတော့မယူလာတာလက်ရှိမှာတော့ဒေါ်ဆန်းဆန်းတွေတို့ကဆစ်ရှောင်းစခန်းမှာနေထိုင်ရင်းနဲ့အလူရှင်ကိုပဲမိခိုနေရသလိုနန်းဆိုင်ပြတဲ့လုပ်ငန်းကိုလည်းတစ်ဖက်မှာတနိုင်တစ်ပိုင်းလောက်ကိုင်းနေပါတယ်ဒါပေမဲ့စစ်ကော်မရှင်တပ်တွေရဲ့ချင်းချောက်မှုတွေကနေတော့မလွတ်ကင်းနိုင်သေးပါဘူးနောက်ခေါ်တဲ့ချေလဲလေးလာကျေအဆဆိုတောင်ရထိရောက်လေအဲမျိုးပြေးလွားလိုက်ပြန်လာလို့လိုက်အဲ့မျိုးအတင်းနေရင်းပြီးတော့အမျိုးရှာစားနေရဒေါ်ဆန်းဆန်းတွေကတစ်ဖက်မှာကကိုဝန်နဲ့တစ်ဖက်မှာကလည်းဆက်လက်ရှင်သန်ဖို့အတွက်ဝမ်းစာရှာဖွေနေရပြန်ပါတယ်သူတို့နေထိုင်တဲ့ဆစ်ရှောင်းစခန်းအနီးမှာစိုက်ပျိုးစရာချမ်းမြေကွက်မရှိတာကြောင့်အဝေးတနေရာမှာတွားရောက်စိုက်ပျိုးကြရပါတယ်ပြီးခဲ့တဲ့2024ခုနှစ်တုန်းကသူတို့စိုက်ထားတဲ့နန်းတွေကရေကြီးတဲ့ပြဿနာနဲ့ကြုံတွေ့ခဲ့ရပြီးဆုံးရှုံးမှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်ဒေါ်ဆန်းဆန်းတွေတို့လင်မယားနှစ်ယောက်ကလက်လျှော်လိုက်ချင်ပေမဲ့ဇာဝုန်ရီပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက်နန်းဆိုင်ပြိုတာကတခုတီတော်နီလန်းသာဖြစ်နေပါတယ်ကျမတို့ဒီမှာတပကြော်လာနေကျမတောင်ရတဲရလဲတခါလင်းလာကျဲပါထပါတော့ပြရောအပစ္စည်းတွေလည်းထရှောနာမျိုးတွေရောအကုန်လုံးရှောင်းတာ2025ရဲ့အောက်တိုဘာလထဲမှာပဲဒေါ်ဆန်းဆန်းတွေတို့ရဲ့တောင်ရခင်းထဲကတောင်ရသေးဟာစစ်ကော်မရှင်ရဲ့လေယာဉ်ဘုံကြောင့်ပျက်စီးခဲ့တာပါအဲ့ဒီပျက်စီးသွားတဲ့တောင်ရသေးထဲမှာတော့ဒေါ်ဆန်းဆန်းတွေတို့အသက်နဲ့ရင်ပြီးပြည်လဲစိုက်ပျိုးထားတဲ့နန်းတွေအပြင်နောက်နှစ်အတွက်စိုက်ပျိုးဖို့တူလောက်ထားတဲ့
နမ်းမျိုးစစ်တွေလည်းပါသွားပါတယ်အလူရှင်ကိုမိခိုနေရတဲ့ဆက်ရှောင်းတွေရဲ့ဘဝစားဝတ်နေရေးကိုအထောက်အကူဖြစ်အောင်တနိုင်တပိုင်ဝင်ဝင်ရရှိရင်လှုပ်ဆောင်နေတဲ့အိမ်မက်တွေကပြောင်းပြက်သွားရပါပြီကိုကိုရွတ်မကြီးကိုလွှဲထားရတဲ့ဒေါ်ဆန်းဆန်းတွေတယောက်ကတော့မွေးလာမဲ့ရေတွင်းလေးအတွက်စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့တစ်ဖက်မှာလည်းဆုံးရှုံးမှုတွေနဲ့စတိုင်ရင်ဆိုင်နေရတာကြောင့်ကောင်းမွန်စွာအိတ်ဆက်အနာယူနိုင်တဲ့ညတွေကမရှိသလောက်ကိုဖြစ်နေပါပြီစစ်ကြောင့်ဒီလိုဆုံးရှုံးမှုတွေနဲ့ထပ်မံပြီးမကြုံချင်တော့သလိုငြိမ်းချမ်းမှုကိုအမြန်ဆုံးလိုချင်တယ်လို့ဒေါ်ဆန်းဆန်းတွေကတော့ပြောဆိုသွားပါတယ်ဒီလိုမျိုးတွေစိတ်တွေပါတွေတော့မဖြစ်ချင်တော့ကိုအိုးကိုအိမ်ကိုရွာမှာအလုံးနဲ့ဒီစီပြန်ရောအမျိုးလောက်တန်ချင်တာမနော်ဒီတပတ်ရဲ့အမျိုးသမီးအစီအစဉ်မှာတော့တပတ်အတွင်းအမျိုးသမီးဖြစ်ရတွေဆောင်းပါးတွေကိုတင်ဆက်ထုတ်လွှင့်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်တပတ်ရဲ့အမျိုးသမီးအစီအစဉ်မှာလည်းဘလို့အကြောင်းအရာတွေကိုစုစည်းတင်ဆက်ပေးသွားအောင်မလဲဆိုတာကထင်းဖန်ပရိသတ်တွေစောင့်မျှော်နှားဆင်ပေးကြပါအောင်ရှင်။ကထင်းဖန်ပရိသတ်တွေကိုကုန်စည်နှုန်းသတင်းနိုင်ငံချောင်းငွေလင်းနှုန်းသတင်းတွေတင်ဆက်ပေးတဲ့အစီအစဉ်ကနေဒီနေ့မှာတော့ရှားတော်မြို့နယ်မှာရောင်းချပေးနေတဲ့ကုန်စည်သတင်းနဲ့ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံချောင်းငွေလင်းနှုန်းတွေကိုမှတ်လေးများကစုစည်းတင်ဆက်ပေးမှာဖြစ်ပါတယ်။အပတ်စဉ်တင်ဆက်ပေးနေတဲ့ကုန်စည်နှုန်းသတင်းအစီအစဉ်ကနေပြီး KTFM ပရိသတ်တွေကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့ရှားတော်မြို့နယ်မှာရောင်းချပေးနေတဲ့ကုန်စည်နှုန်းနဲ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံခြားငွေလဲနှုန်းတွေကိုကျမမော်လေးမြကစုစည်းတင်ဆက်ပေးသွားပါမယ်။အခုရေစုံတော့ရှားတော်မြို့နယ်မှာရောင်းချပေးနေတဲ့ကုန်စည်နှုန်းတွေကိုပြောပြပေးပါမယ်။ရှားတော်မြို့နယ်မှာရောင်းချပေးနေတဲ့ရွှေရည်ရွှေအဆန်မျိုးစားတအိတ်ကို3,500ကျပ်ဤသူစာပဲစီတပိတ်တာ22,000ကျပ်စားတအိတ်8,500ကျပ်ကျက်သွန်ဖြူတပိတ်တာ2,000ကျပ်ကျက်သွန်နီတပိတ်တာ9,000ကျပ်ခင်းချင်တီတပိတ်တာ6,000ကျပ်ငရုတ်တီ6ကော်လော်အော်တီတပိတ်တာ6,000ကျပ်ကျက်ဥတလုံး900ကျပ်မြေပဲဆန်တဘူး2,500ကျပ်စနွေးမုတ်တပိတ်တာ15,000ကျပ်အရောက်တင်မုတ်တပိတ်တာ15,000ကျပ်ကလဘဲတပိတ်တာ1,000ကျပ်ပရီးမီယာကော်ဖီထုတ်ကြီးတစ်ထုပ်19,000ကျပ်ကက်ဆာကွေကထုတ်ကြီးတစ်ထုပ်19,000ကျပ်တကြားတပိတ်တာ1,000ကျပ်ဂျင်းတပိတ်တာ8,000ကျပ်ထငယ်တပိတ်တာ1,000ကျပ်ကွန်းသီးတပိတ်တာ9,000ကျပ်ဆေးသေးတပိတ်တာ3,500ကျပ်ကိုရွက်တပိတ်တာ12,000ကျပ်ပအိုးနီဖြောင်းတိုင်အတိုက်သေးတစ်ထုပ်3,500ကျပ်ပအိုးနီဖြောင်းတိုင်အကြီးတစ်ထုပ်9,000ကျပ်ကံမော်လေးဆက်ပြတစ်ထောက်1,000ကျပ်ဝက်သားတပိတ်တာ3,000ကျပ်အမဲသားတပိတ်တာ4,000ကျပ်ကြက်သားတပိတ်တာ3,500ကျပ်အာလူတပိတ်တာ12,000ကျပ်အမဲဘူးတပိတ်တာ4,500ကျပ်ကြက်ဘူးတပိတ်တာ4,500ကျပ်လက်ဖက်6တပိတ်တာ2,200ကျပ်ရေချိုမုတ်တစ်ထုပ်3,000ကျပ်သွားတိုက်ဆေးဘူးကြီးတဘူး9,000ကျပ်ပဲချမ်းတပိတ်တာ18,000ကျပ်ဈေးအသီးသီးရှိနေပါတယ်ဓာတ်ဆီတလီတာမှာ9,000ကျပ်ဈေးရှိပြီးဒီဇယ်တလီတာမှာ8,000ကျပ်ဈေးရှိနေပါတယ်အခုပြောပြတဲ့ရှားရောမြို့နယ်မှာရောင်းချပေးနေတဲ့ကုန်စည်နှုန်းတွေဟာဈေးဆိုင်မှုတည်ပြီးဈေးနှုန်းအနည်းငယ်ကွာဟနိုင်တယ်လို့အချိန်နဲ့မျှဈေးပြောင်းလဲဖြစ်နိုင်ပါတယ်ဒီကနေ့ဒီဇင်ဘာလ10ရက်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံခြားငွေလဲနှုန်းတွေကိုပြောပြပေးပါမယ်။အမေရိကန်ဒေါ်လာဈေးကွက်မှာဒေါ်လာကို3,915ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာ4,015ကျပ်ပေါက်ဈေးရှိနေပါတယ်။ယူရိုစတာလီဈေးကွက်မှာတော့1ယူရိုကိုဝယ်ဈေး4,560ကျပ်ရှိပြီးရောင်းဈေးမှာ4,685ကျပ်ပေါက်ဈေးနဲ့ဈေးအနည်းငယ်ကျနေပါတယ်။ဗြိတိန်ပေါက်ဈေးကွက်မှာတော့တစ်ပေါက်ကိုဝယ်ဈေး9,260ကျပ်ရှိပြီးရောင်းဈေးမှာ4,685ကျပ်ပေါက်ဈေးနဲ့ဈေးအနည်းငယ်တက်နေပါတယ်။စင်ကာပူဒေါ်လာမှာတော့ဒေါ်လာကိုဒီကနေ့ရဲ့ဝယ်ဈေးဟာ3,020ကျပ်ရှိပြီးရောင်းဈေးမှာတော့3,095ကျပ်နဲ့ဈေးအနည်းငယ်ကျနေပါတယ်။ထိုင်းဘတ်ပေါက်ဈေးမှာတော့တစ်ဘတ်ကိုမြန်မာကျပ်ငွေ122.8ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာ125.9ကျပ်ပေါက်ဈေးနဲ့ဈေးပုံမှန်ဖြစ်နေပါတယ်။တရုတ်ယွမ်ဈေးကွက်မှာတော့ဝယ်ဈေး
953ကျပ်နဲ့ရောင်းဈေးမှာ969ကျပ်ပေါက်ဈေးနဲ့ဈေးအနှဲငယ်အပြောင်းလဲဖြစ်နေပါတယ်။မလေးရှားရင်းဂီပေါက်ဈေးမှာတော့တရင်းဂီကိုမြန်မာကျပ်ငွေ950ကျပ်ဝယ်ဈေးရှိပြီးရောင်းဈေးမှာ986ကျပ်ဈေးနဲ့ပြီးခဲ့တဲ့တစ်ပတ်ကစလို့ဈေးပုံမှန်ဖြစ်နေပါတယ်။ဂျပန်ယန်ဈေးကွက်မှာတော့ဒီကနေ့ရဲ့ဝယ်ဈေးဟာ25.24ကျပ်ရှိပြီးရောင်းဈေးမှာ25.88ကျပ်ပေါက်ဈေးရှိနေတာပါ။ကိုရီးယားဝမ်ဈေးကွက်မှာတော့တဝမ်ကိုဒီကနေ့ရဲ့ဝယ်ဈေးဟာ2.66ကျပ်ရှိပြီးရောင်းဈေးမှာတော့2.93ကျပ်ပေါက်ဈေးနဲ့ဈေးအနည်းငယ်အပြောင်းလဲရှိနေပါတယ်။ဒီတစ်ပတ်ရဲ့နိုင်ငံခြားငွေလဲနှုန်းတွေဟာမလေးရှားရင်းဂီနဲ့ထိုင်းဘတ်ငွေဈေးနှုန်းကအရင်ပတ်ကလေးကဈေးပုံမှန်ရှိနေပြီးကျန်တဲ့ငွေလွှဲနှုန်းတွေကတော့အတက်အကျအနည်းငယ်ရှိနေပါတယ်။အခုပြောပြတဲ့နိုင်ငံခြားငွေလဲနှုန်းတွေဟာလည်းဒီဇင်ဘာလ10ရက်နေ့မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံခြားငွေလဲနှုန်းတွေဖြစ်တာကြောင့်ဒီငွေလဲနှုန်းတွေဟာနေရာဒေသကွဲပြားတာအရွက်ရောင်းဝယ်မှုအရပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်တယ်လို့အချိန်နဲ့မျှပြောင်းလဲဖြစ်နိုင်ပါတယ်။ကဒီယန်ဖမ်မှာဘာသာရေဒီယိုအစီအစဉ်ကိုတင်ဆက်ပေးနေတာဒီနေ့အဖို့တော့ဒီလောက်ပါပဲရှင်။ကဒီယန်ဖမ်ကိုနားဆင်အားပေးခဲ့ကြတဲ့တူးချင်းစီကိုအထူးကျေးဇူးတင်ပါတယ်။ကဒီယန်ဖမ်ပရိသတ်တွေနဲ့ဂရနီပြည်သူပြည်သားများအားလုံးလည်းစစ်ဘီအပါအဝင်ဘေးရန်အပေါင်းကကင်းလို့ငြိမ်အေးကြပါစေကြောင်းကျမတို့ရေဒီယိုဖွက်သူဖွက်သားတွေကဆုမကောင်းတောင်းပေးလိုက်ပါတယ်။ကျမကတော့မုံညာမှာပါ။ဒီနေ့ရဲ့အစီအစဉ်လေးကိုတာဝန်ယူတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။